မင်္ဂလာပါ Superhero Spotlight ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဖားဖြစ်သွားဦးတဲ့တော့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တော့ကဖားဖြစ်ဦးတယ်ဆိုတော့တမျိုးလေးတော့ရေစရာတော့ဖြစ်နေတာပေါ့တော်ပါသေးရဲ့ဖားမှာဝတ်ဆက်နှလုံးပေါက်လေးပါနေပြီလို့ပဲကဲစလိုက်ကြရအောင်ဇလန်အစမှာတော့ကဘာပေါ်မှာတိုက်ပွဲတစ်ခုပြီးဆုံးသွားလို့စီးတော်ရင်စိတ်နှကောင်နဲ့အတူ Asgard ကိုပြန်တော့မဲ့တော့ကိုစိတ်ထိန်ချုပ်ပြူစားခံထားရတဲ့မိန်းကလေးတစ်ယောက်ကရုတ်တရက်အနားရောက်လာပြီးညှမ်းလိုက်ပါတယ်အနမ်းခံလိုက်ရတဲ့တော့ကဖားဘွားကိုချက်ချင်းပြောင်းလဲသွားခဲ့ရပါတယ်ဒါတွေကိုနောက်ွယ်ကနေဆက်ရန်ရန်တစ်ခုနဲ့မှော်ပညာအသုံးပြုပြီးကြိုးကင်ချဲလဲနေတာကတော့တော်ရဲ့ညီတော်လိုကီပဲဖြစ်ပါတယ်။ဖားဘွားကိုဆက်ဆချင်းရောက်တော့တော်ကအဗန်ညာဆိုင်ကိုသွားပြီးအကူအညီတောင်းဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့အဗန်ညာရေစီတောင်မရောက်လိုက်ပဲအိမ်တန်ရှင်းရေးလုပ်နေတဲ့အိမ်တော်ထိန်ကြီးကဘဲကဖားကြီးမှန်းလည်းမသိဘူးဆိုပြီးတော်ကိုတမျက်စီနဲ့မောင်းထုတ်လိုက်ပါတယ်။အဲဒီချိန် Asgard မှာအိုဒင်ကတိုက်ပွဲတစ်ခုပြီးဆုံးသွားလို့အာရင်ပြေဝအောင်လာပေါင်းများစွာအိတ်ဆက်နာယူနေရပါတယ်။ဒီလိုအချိန်မှာတိုင်းပြည်ထိနှံကိစ္စတွေကိုဆက်လက်စီမံဖို့အိုဒီရဲ့မိဖုရားဖြစ်တဲ့ဖရစ်ကာကဂျာယီဘီရင်ခန့်ဖို့အခမ်းအနားတစ်ခုရွေးချယ်နေတာဖြစ်ပါတယ်။လိုကီကတော့ထိနှံကိုလူယူခြင်းတော့ပြိုင်ပွဲမရှိအောင်ခွန်အားပလလည်းကောင်းတိုင်းသူပြည်သားတွေလည်းချစ်တဲ့တော့ကိုဖားအပြေပြောင်းခဲ့တာဖြစ်ပါတယ်။ဂျာယီဘီရင်ရွေးချယ်တဲ့အခမ်းအနားမှာတော့ကပြဆုံးနေပြီဆိုတဲ့အကြောင်းကိုအများပြည်သူရှေ့မှာလိုကီကလိန်ညာပြောဆိုလိုက်ပါတယ်။ဒါကိုတော့ရဲ့မိတ်ဆွေဖြစ်တဲ့ဟမ်တာကရိပ်ပြီးသွားတဲ့အတွက်ဘီရင်ရွေးချယ်မဲ့အခမ်းအနားမှာတော့ကိုရှာမတွေ့မချင်းတော်နဲ့ရောရောခန္ဓာကိုယ်ရောအချို့အစားချင်းစင်တူတဲ့လူတစ်ယောက်ကိုတော်အဖြစ်ဟန်ဆောင်ရှင်ပြိုင်ခိုင်းစေခဲ့ပါတယ်။ဒီလိုနဲ့ယာယီဘီရင်ရွေးချယ်ပွဲအခမ်းအနားကိုတော်အတုကရောက်လာခဲ့ပါတယ်။လိုကီကလည်းတော်အတုကိုမြင်မြင်ချင်းအတုမှန်မသိပေမဲ့မတင်ငါခဲ့ပါဘူး။လိုကီကတော်ပြဆုံးနေရပြောပြီးမှတော်အတုကရောက်ချလာတာကြောင့်အခမ်းအနားမှုကဒီကိစ္စဟာအငင်းပွားဝယ်ရတွေဖြစ်နေတယ်ဆိုပြီးအခမ်းအနားကျင်းပမယ့်ရက်ကိုနောက်တစ်ရက်ရွှေ့ပြောင်းထားလိုက်ပါတယ်။ဒီလိုနဲ့လိုကီကမတင်ငါလို့တော်အတုနောက်ကိုလိုက်ချောင်းတဲ့အခါမှာတော်အတုကင်ဆောင်တဲ့သူကမလို့ရနေမှန်းလဲသိရောတော်ကအတုမှန်သိသွားပါတယ်။အဲဒီအချိန်မှာဖားဖြစ်နေတဲ့တော်ကတော့သူဖားဘွားပြောင်းသွားတဲ့နေရာကိုပြန်ရောက်လာခဲ့ပါတယ်။နောက်တော့လမ်းပေါ်ကျနေတဲ့သူကိုကြောကုန်းပေါ်တင်ပြီးမရမကလက်နဲ့ကင်မလိုက်တာတော်အစွမ်းနေပြန်ရသွားပါတယ်။တော်အစွမ်းနေပြန်ရပေမဲ့ဖားဘွားကနေတော့မပြောင်းသေးပါဘူး။ဒီလိုနဲ့တော်ကသူ့ရဲ့စိတ်နှကောင်စီးပြီး Asgard ကိုပြန်လာခဲ့ပါတယ်။ Asgard မှာရှိတဲ့တော်ရဲ့မိတ်ဆွေတွေကိုတော့ Hamder ကဖြစ်ကြောင်းကော်စင်ပြောပြထားပြီးတော်ကိုဖားဖြစ်ပြောင်းနိုင်ခဲ့တဲ့လိုကီရဲ့မော်ဆက်ရန်ရကိုပါသူရှာဖွေတွေ့ရှိထားကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်တော်ရဲ့မိတ်ဆွေတွေကတူဖြစ်တဲ့ Volstagg ကလိုကီရဲ့မော်ဆက်ရန်ရစီကိုတွားခဲ့ပါတယ်။အဲဒီအချိန်မှာယာယီဘီရင်ရွေးချယ်တဲ့အခမ်းအနားကလည်းပြန်လည်ကျင်းပနေပါပြီ။ဒီတစ်ခါတော့တော်အတုမှန်သိနေပြီဖြစ်တဲ့လိုကီကအများပြည်သူရှေ့မှာနေမဲ့ဒီတော်ကအတုရောင်သာဖြစ်ကြောင်းပြောပြီးတော်အတုလက်ထဲကတူကိုလူကင်ပြီးအဝေးကိုလှမ်းပစ်ပြလိုက်ပါတယ်။အဲဒီအချိန်မှာဖားဖြစ်နေတဲ့တော်ကအခမ်းအနားကိုချက်ချင်းရောက်ချလာပြီးလိုကီကိုဂုတ်ကနေဆွဲခေါ်သွားပါတယ်။ဘီယာနဲ့လိုကီကို Asgard ရဲ့အဝေးတနေရာကိုခေါ်သွားပြီးတူနဲ့ရှယ်ပြင်းပါတော့တယ်။တော်ကတော့သူ့ကိုလူဖြစ်ပြန်ပြောင်းပေးဖို့တောင်းဆိုပေမဲ့လိုကီကအခုချက်ချင်းသူမလုပ်ပေးနိုင်ဘူးပဲပြောနေလို့တော်နဲ့လိုကီကြားတိုက်ပွဲကတဖြည်းဖြည်းပြင်းထန်လာပါတယ်။အဲဒီအချိန်မှာတော်ရဲ့မိတ်ဆွေဖြစ်တဲ့ Volstagg က Hamder ပြောပြလိုက်လို့မော်ဆက်ရန်ရကြီးရဲ့ဒီနေရာစီကိုရောက်သွားပါတယ်။ Volstagg ကဆက်ကြီးပေါ်ကိုကြောက်တုံးတွေတွန်းချပြီးဖျက်ဆီးပစ်လိုက်ပါတယ်။ကြောက်တုံးကြီးတွေကြောင့်မော်ဆက်ရန်ရကြီးပျက်စီးသွားတဲ့အခါမှာတော်လဲလူဖြစ်ပြန်ပြောင်းသွားခဲ့ပါတယ်။ဒီလိုနဲ့တော်ကအထင်လွဲမှားနေကြတဲ့ပြည်သူလူထုရှေ့မှာလိုကီကိုသူ့ရဲ့အတူအစ်စ်ကြီးလှမ်းပေးလိုက်ပြီးမခိုင်းတဲ့အခါလိုကီလည်းမနိုင်တော့မှလူတွေလည်းတော်အစ်စ်မှန်ယုံသွားခဲ့ကြပါတယ်။ဒီလိုနဲ့ဖခင်အိတ်ဆက်အနားယူနေတဲ့အချိန်မှာတော်ကပဲ Asgard ရဲ့ယာယီဘီရင်ဖြစ်ဆက်လက်အုပ်ချုပ်သွားနိုင်ခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြတာပေါ့ဗျာ။